စိတ်တွင်ဖြစ်ပေါ်သောဝေဒနာများကိုကြည်ကျင်သည့်အလွယ်ကူဆုံးသောကမ္မထံဖြစ်ပါသည်ငါးပါးသီလကိုခံယူစောင့်တည်ပါတတိအားကောင်းအောင်များများလေးခြင်းမှာလမ်းလျှောက်တာဖြစ်ဖြစ်ရက်နေတာဖြစ်ဖြစ်ထိုင်တာဖြစ်ဖြစ်အိပ်တာဖြစ်ဖြစ်ခန္ဓာကိုယ်ရဲ့သွားရက်ထိုင်လျောင်းလေးပါးလုံးကိုမြင်အောင်ကြည့်ပါနောက်ဆိုရင်ခန္ဓာကိုယ်ကကရိယာပုတ်ပြောင်းလဲလှုပ်ရှားလိုက်တာနဲ့တတိကသူ့ဘာသာသူပေါ်လာလိမ့်မယ်ဒါမှမဟုတ်နန္တရားကိုကြည်ရတာကြိုက်တယ်ဆိုရင်ကြည်ရတာလွယ်တဲ့နန္တရားကဝေဒနာပါပဲခန္ဓာကိုယ်ကဝေဒနာတွေကတော့ခတ်တယ်ဥပမာခန္ဓာကိုယ်ထဲကနာကျင်မှုကိုကြည်လိုက်ရင်သူကအယမ်းနာလာလိမ့်မယ်အဲ့ဒီလိုဆိုတတိတွေပျက်ပြားသွားမယ်အကယ်၍တမာရီကိုတည်မြဲအောင်တေချာမလုပ်ထားရင်လည်းခန္ဓာဝေဒနာတွေကိုကြည်တာကစိတ်ကမခံနိုင်တဲ့အတွက်ကြည်ရခတ်တယ်ဒါပေမဲ့စိတ်မှဖြစ်တဲ့ဝေဒနာတွေကတော့ကြည်ရတာလွယ်ကူပါတယ်ဒါကဖုံဖုံကြည့်နေကြကမ္မထမ်းမဲ့ဖုံဖုံကတော့ဒီကမ္မထမ်းကအလွယ်ကူဆုံးလို့ထင်တယ်စိတ်မှဖြစ်ပေါ်တဲ့ဝေဒနာက၃မျိုးပဲရှိပါတယ်သင်္ခါရခန္ဓာကိုကြည့်မယ်ဆိုရင်တော့အများကြီးပဲနော်အမျိုးပေါင်း၁၀ချီလောက်ရှိတယ်ဒါပေမဲ့စိတ်မှဖြစ်ပေါ်တဲ့ဝေဒနာကတော့နည်းနည်းလေးပဲရှိတယ်သင်္ခါရတရားကအမျိုးပေါင်း90တောင်ရှိတာစိတ်မှဖြစ်ပေါ်တဲ့ဝေဒနာမှဒုက္ခဒုက္ခအဒုက္ခမဒုက္ခဆိုပြီး၃မျိုးတည်ရှိတာဒါဆိုမိမိတို့အဖို့လွယ်လွယ်ကူကူနဲ့တရားအထုတ်ဖို့ကကိုယ်စိတ်ကိုပဲလိုက်သိပေးရုံပဲကိုယ်စိတ်ကပျော်နေရင်လဲသိလိုက်စိတ်မှဆင်းရဲနေရင်လဲသိပေးလိုက်စိတ်မှကဆင်းရဲမဟုတ်ချမ်းသာမဟုတ်ဥပိ္ပခဖြစ်နေလဲသိပေးလိုက်ပါနေ့ရောညရောဒါတွေနဲ့ပဲလဲနေတာသူဟာသူအော်တိုတိသွားတတ်တဲ့အထိကြည့်ပေးထားပါဒုက္ခပေါ်လာရင်တတိကသူပတ္တသူချက်ချင်းကတ်တယ်သူပတ္တသူပေါ်လာတာနော်ဒုက္ခပေါ်လာရင်လဲတတိကသူပတ္တသူချက်ချင်းကတ်တယ်အဒုက္ခမဒုက္ခဝေဒနာဖြစ်ပေါ်ရင်လဲတတိကသူဟာသူအလိုလိုကတ်တယ်စိတ်မှဖြစ်ပေါ်တဲ့ဝေဒနာကိုကြည်တာကဒီနည်းကလွယ်လွယ်လေးဘာမှလည်းမရှုပ်ထွေးဘူးဒုက္ခဒုက္ခအဒုက္ခမဒုက္ခဒီသုံးပါးပဲမိမိတို့စိတ်ထဲမှာနိနိညညလက်ပတ်နေတာကြောင့်ကြည်ရလွယ်တယ်သင်္ခါရကိုကြည့်မဲ့ဆိုရင်သူ့မှာကြည်စရာတွေအများကြီးပဲလောဒဒေါသမောဟအလောဘအဒေါသအမောဟအတိလိုမျိုးပေါ့စိတ်ပြန့်လွင့်စိတ်တက်ကြဝမ်းနဲ့ဝမ်းသာမနာလိုစိတ်ညစ်စိုးရိမ်ကြောက်ရွံ့အတိလိုအမျိုးပေါင်း16000လောက်ရှိတဲ့ငြိမ်းချမ်းတဲ့မငြိမ်းချမ်းမှုဒါဆိုရင်သင်္ခါရကိုကြည့်ဖို့ဆိုရင်ကြည်စရာအယမ်းများတယ်စိတ်မှဖြစ်ပေါ်တဲ့ဝေဒနာကိုကြည့်မဲ့ဆိုရင်တော့ရှုပ်ထွေးစရာမရှိဘူးလွယ်တဲ့လူတိုင်းလဲကြည့်နိုင်တယ်အခုဆိုရင်ကိုယ်စိတ်မှချမ်းသာနေလားဆင်းရဲနေလားဆင်းရဲတာလည်းမဟုတ်ချမ်းသာတာလည်းမဟုတ်ဘူးလားဒါလေးကိုကြည့်ုံပဲစောက်ကြည့်ရင်စောက်သိနေပါအယံလောပြီးတတိထားနေဖို့မလိုဘူးအယံစူးစမ်းပြီးလဲတတိထားဖို့မလုပ်နဲ့ဖြည်းဖြည်းချင်းစောက်ကြည့်သွားအခုကချမ်းသာနေလားဆင်းရဲနေလားဆင်းရဲတာလည်းမဟုတ်ချမ်းသာလာလည်းမဟုတ်ဘူးလားဆိုတာကိုကြည့်သွားရုံပဲပေါ့ဒီတိုင်းကြည့်ရင်နားမလဲသေးတာကတတိမပေါ်လာသေးလို့တတိမပေါ်လာသေးပဲလောဘပေါ်လာတာတော့အခုကိုယ်စိတ်မှာဘာဝေဒနာဖြစ်နေလဲဆိုတာကိုသိကျင်လာရောဝေဒနာဆိုတာစိတ်တစ်ခုစီတိုင်းနဲ့ပူးတွဲဖြစ်ပေါ်တဲ့သဘာဝတရားပါဒါကြောင့်စိတ်တစ်ခုချင်းစီတိုင်းမှာဝေဒနာရှိပါတယ်ဒါပေမဲ့တချို့စိတ်မှာတော့ဥပိ္ပခဝေဒနာလို့ခေါ်တဲ့ချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်တဲ့အဒုက္ခမဒုက္ခဝေဒနာလည်းရှိတယ်တချို့စိတ်တွေကချမ်းသာတယ်တချို့စိတ်တွေကဆင်းရဲတယ်ဘာမှမမြဲဘူးချမ်းသာဒုက္ခစိတ်နဲ့ဥပိ္ပခစိတ်ကကုသိုလ်စိတ်ဖြစ်တယ်ချမ်းသာဒုက္ခစိတ်ဟာအကုသိုလ်စိတ်မှလည်းဖြစ်နိုင်တယ်ရာဂစိတ်မှလည်းချမ်းသာဒုက္ခစိတ်ဖြစ်နိုင်သေးတယ်ဒေါသစိတ်မှလည်းဆင်းရဲဒုက္ခစိတ်ပဲဖြစ်တယ်မောဟစိတ်မှလည်းရာဂစိတ်ဒေါသစိတ်တို့နဲ့ပါဝင်ဖွဲ့စည်းတယ်ဒေါသစိတ်ရာဂစိတ်ဖြစ်ဖို့အတွက်မောဟစိတ်ပါပူးပေါင်းပါဝင်ရမယ်မဟုတ်ရင်ဖြစ်လို့မရဘူးစိတ်ကတစ်ခုကိုမဆွဲလန်းရင်လောဘလည်းမဖြစ်သလိုဒေါသလည်းမဖြစ်ဘူးဒါပါပဲဒါတွေကအများကြီးရှိတာနော်ဒါကြောင့်ကိုယ်စိတ်ထဲကဝေဒနာကိုပဲစောင့်ကြည့်ကြစို့ဒါကမခတ်ဘူးစုပေါင်းမှ၃ပါးပဲရှိတာဒုက္ခပေါ်လာရင်သိပေဒုက္ခပေါ်လာရင်လည်းသိပေအဒုက္ခမဒုက္ခပေါ်လာရင်လည်းသိပေနေုံပဲလွန်ခဲ့တဲ့2004ခုနှစ်တုန်းကဖုံဖုံကကိုကျောင်းဆောင်ထဲမှာတင်းသုံးနေတုန်းစိတ်မှသူဟာသူချမ်းသာဒုက္ခဖြစ်ပေါ်လာတဲ့ဖုံဖုံလဲဒုက္ခပေါ်လာမှသိလိုက်တဲ့အဲ့ဒီလိုနဲ့တိတိသွားလိုက်တာဘာမှလုပ်ရမလိုဘူး
ဒီအတိုင်းအေးစစ်စစ်ထိုင်နေရင်နဲ့ဒုက္ခကပျောက်သွားပြီးဒုက္ခကအစားထိုးဝင်ရောက်လာတဲ့တိလိုက်တဲ့ဘယ်ဟာပေါ်လာလဲပေါ်တာကိုတိလိုက်တဲ့အခုချိန်ကိုကဒုက္ခဒုက္ခအဒုက္ခမဒုက္ခဖြစ်နေလားဆိုပြီးကြောက်ရှာဖွေနေကြမလို့ဘူးလိုက်ရှာနေလဲမတွေ့ဘူးဆိုရင်ဘာလို့ရှာနေအောင်မှလဲသိစေမှဖြစ်ပေါ်တဲ့ဝေဒနာကိုကြည့်ရတာလွယ်ပါတယ်ဖုံဖုံကတော့ဒီကမ္မထံကအလွယ်ဆုံးလို့ထင်တယ်မိမိတို့စိတ်ကစိတ်ချမ်းသာပြီးပျော်နေရင်ခံစားရတယ်မလားဒါကိုသိဖို့ကိုခက်ခဲလားမခက်ခဲဘူးလေဘသူမဆိုသိနိုင်တယ်ဒါပေမဲ့တကယ်စိတ်ဝင်စားပြီးလိုက်သိတဲ့သူကသိမရှိဘူးဥပမာကိုယ်စိတ်ကပျော်ရွှင်နေတဲ့အခါကိုယ်စိတ်ပျော်ရွှင်စေတဲ့အရာကိုပဲစိတ်ဝင်စားကြလိမ့်မယ်ဥပမာပုံလှလှလေးတွေတွေ့တဲ့အခါပျော်တယ်ပေါ့ဒီမှာတွေ့လားစိတ်ပျော်ရွှင်နေတာကိုမြင်ရမယ့်အစားပျော်ရွှင်အောင်လုပ်ပေးတဲ့ပုံကိုပဲစိတ်ဝင်စားနေတယ်အလှမဲ့တွေကိုမြင်ရတဲ့အခါပျော်တယ်လို့မျိုးပေါ့ຢာကဖြစ်ပြီးပျော်နေတယ်ຢာကဖြစ်တဲ့အခါဥပိ္ပခစိတ်နဲ့လည်းရင်တွဲဖြစ်နိုင်တယ်လို့ပျော်ရွှင်တဲ့စိတ်ဒုက္ခနဲ့လည်းရင်တွဲဖြစ်နိုင်တယ်ဒီမှာဆိုရင်အလှမဲ့ကိုမြင်တဲ့အခါစိတ်ကပျော်ရွှင်တယ်မှတ်လားကိုယ်စိတ်ကိုကြည့်မဲ့သူဘယ်သူမှမရှိဘူးအလှမဲ့ကိုပဲကြည့်ဖို့လောနေမယ်လေမင်္ဂလေးတွေဂေးတွေဆိုရင်ကောင်းလင်းချောချောလေးတွေ့ရင်စိတ်ကကျဉ်တ်တယ်မှတ်လားဒါပေမဲ့ဘသူမှကိုယ်စိတ်ကကျဉ်တ်တယ်ဆိုတာကိုလိုက်ကြည့်မနေပဲကိုကြိုက်တဲ့ကောင်းလေးကိုပဲငေးကြည့်နေကြတယ်မှတ်လားပစ္စည်းတွေစိန်ရွှေတွေအထည်တွေမြင်တဲ့အခါစိတ်မှလိုချင်မှုလောဘဖြစ်ပေမဲ့စိတ်ကလိုချင်နေမှန်းကိုဘယ်တော့မှမကြည့်မိပဲလိုချင်တဲ့ပစ္စည်းကိုသာကြည့်နေတဲ့အဲ့ဓာတွေကြောင့်ပဲမိမိတို့ကသဘာဝတရားကိုမမြင်နိုင်တာဒါကလည်းမိမိတို့ကကြည့်ဖို့စိတ်ဝင်စားလို့ပါဆရာတော်ဒူးတင်ပြပေးဘူးတဲ့တရားကျင့်တာကမခတ်ဘူးမကျင့်တဲ့သူအတွက်သာခတ်တာပါလို့ဆရာတော်ကမိန့်တော်မူခဲ့တယ်ဒါကြောင့်ခတ်တဲ့ဆိုတာကတရားမကျင့်လို့နော်တရားကျင့်မယ်ဆိုရင်စိတ်ကချမ်းသာလဲတိလိုက်စိတ်ကဆင်းရဲလဲတိလိုက်စိတ်ကဥပိ္ပခဖြစ်လဲတိလိုက်ရုံပဲဒါဟာတရားကျင့်တာပဲစောက်ကြည့်စောက်သိနေပါလူတော်တော်များများကရုပ်ရည်အတန်အနက်အရသာအတွေ့အထိကြံစီတွေတော့ယာပေါ်မှာပဲစိတ်ဝင်စားကြတယ်အတွေ့အကြုံမှစီမျောနေရင်ကိုယ်စိတ်ပျော်လာရောလူကြီးတွေဆိုလဲဟိုရင်ကအကြောင်းတွေကိုတွေးတဲ့အခါစိတ်ပျော်ကြတယ်လူငယ်တွေကြတော့အနာဂတ်အတွက်တွေးတော်ရင်စိတ်ပျော်ကြတယ်ကြီးလာရင်အာကာသရင်မှုကြီးလုံးမယ်ဘာညာပေါ့ဟိုဟာဖြစ်ချင်တယ်ဒီဟာဖြစ်ချင်တယ်ဆိုပြီးအတွေးကြောမှစီမျောရင်စိတ်ပျော်ကြတယ်ဒါပေမဲ့အခုလက်ရှိဖြစ်နေတာကိုတော့မကြည့်မိကြဘူးစိတ်ပျော်ရွှင်ရင်လဲစိတ်ပျော်ရွှင်သည်ဖြစ်စေစိတ်ဆင်းရဲသည်ဖြစ်စေဥပိ္ပခစိတ်ဖြစ်သည်ဖြစ်စေတတိထားကြည့်ပြီးမဲ့ဆိုရင်ပျော်ရွှင်တဲ့စိတ်ကလည်းမမြဲဘူးဆင်းရဲတဲ့စိတ်ကလည်းမမြဲဘူးဥပိ္ပခစိတ်ကလည်းမမြဲဘူးဆိုတာကိုမြင်လာလိမ့်မယ်စိတ်ကိုဒီအတိုင်းပဲအချိန်တိုင်းပျော်ရွှင်နေပါလို့မိမိတို့ကအမိတ်ပေးထားလို့မရဘူးလေစိတ်ရဲ့ဆင်းရဲတဲ့စိတ်ကိုလည်းမိမိတို့ကမဆင်းရဲပါနဲ့လို့တားထားလို့မရဘူးဥပိ္ပခစိတ်ကိုလည်းစိတ်ပျော်လာဖို့စိတ်ဆင်းရဲသွားဖို့အမိတ်ပေးလို့မရဘူးအကြာကြီးဥပိ္ပခစိတ်ပဲဖြစ်မနေနဲ့ဆိုပြီးလဲတားထားလို့မရဘူးစိတ်ကအနတ္တဆိုတာအမှန်တရားကိုမြင်တဲ့အထိစောင့်ကြည့်စောင့်သိနေပါစိတ်ကိုအမိတ်ပေးလို့မရဘူးအတင်းအကျပ်စေခိုင်းလို့မရဘူးကိုဖြစ်ချင်တဲ့အတိုင်းစိတ်ကိုအမိတ်ပေးစေခိုင်းဖို့ပါဝါမိမိတို့မှမရှိဘူးစိတ်မှာဖြစ်တဲ့ဝေဒနာ၃ပါးကိုစောင့်ကြည့်ရင်နောက်ဆုံးတော့စိတ်ကမမြဲဘူးဆင်းရဲခြင်းဒုက္ခအဆိုးမရခြင်းအနတ္တဆိုတာကိုထပ်ခါမြင်လာလိမ့်မယ်ဖြစ်ဖြစ်ချင်းစောင့်ကြည့်သွားရင်တရားဓမ္မကိုပိုနားလဲလာလိမ့်မယ်29ရက်2လ2021